င်္ဂလာပါတော်ဝင်လာမကြီးကကားရှိုးရပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တူတူကြကြလေးအနေနဲ့ Dolphin logo မှာကျွန်တော်တို့တော်ဝင်လာမင်းတရား grade နဲ့ထုတ်လုပ်ထားတဲ့7ဘိန်းကောင်းတွေကျွန်တော်တို့ showroom မှာရောက်ရှိထားပါပြီခင်ဗျာကဲခုနကကျွန်တော်ပြောတဲ့ကားကတော့ကျွန်တော်နောက်မှာအခုရောက်ရှိနေပါပြီပထမဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့လာမင်းတရား grade နဲ့ထုတ်လုပ်ပေးထားတာဖြစ်တဲ့ကြောင့်ဒီမှာလာမင်းတရားlogo ပါဝင်တာကိုကျွန်တော်တွေ့ရတယ်နောက်တစ်ခုအနေနဲ့ဒါဒီအောက်ဘက်ကနီကယ်ဆိုရင်ဒါကားတစ်စီးလုံးပက်ပက်လေကိုကျွန်တော်တက်ဆင်ပေးထားတာကိုကျွန်တော်တွေ့ရပါတယ်ခင်ဗျာပြီးညဘက်ဒါမီးတွေပါတယ်လင်းဖို့အတွက်ကိုဒီမှာ Dolphin logo မှာဆိုလဲကျွန်တော်မီးတက်ဆင်ပေးထားပါတယ်ပြီးရင်ဒီကောင်းရဲ့ engine မှာကျွန်တော်ကြည့်မယ်ဆိုရင်လည်းဒါ Renault engine ကိုကျွန်တော်အသုံးပြုပေးထားပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ horsepower အနေနဲ့ကလည်း460 horsepower တွေထွက်တာကိုကျွန်တော်တွေ့ရှိရပါတယ်ခင်ဗျာပြီးတော့နောက်တစ်ခုအနေနဲ့ကျွန်တော်ဒီကားက smart key နဲ့ဖြစ်သွားပါမယ်ဒါဆိုကျွန်တော်တို့ခေါင်းငယ်ကိုချက်တော့လိုက်ကြည့်လိုက်ရအောင်ကျွန်တော်ကားကောင်းကန်းကိုရောက်ပြီပထမဆုံးအနေနဲ့ဒီ driver ဘက်ချက်ကိုကျွန်တော်ပြောချင်တယ်ဒီထိုင်ကုန်ကကျွန်တော်တို့ဒါ 4H short bar နဲ့ဖြစ်သွားတာကိုကျွန်တော်တွေ့ရပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်ဒီနောက်ဘက်မှာဆိုရင်ဒါ8ဆင်2ဆင်ပါတာကိုကျွန်တော်တွေ့ရတယ်ပြီးရင်ဒီအပေါ်မှာဆိုရင်ဒါ aircon ပါတယ်ပေါ့နော်ဒါပေမဲ့ဒီ aircon ကဘယ်လိုဖြစ်လဲဆိုရင်သူကစက်နိုးစရာမလိုဘဲနဲ့သူက battery နဲ့ပေါ့နော်အဲ့ဒါအောင်မှသူက8နာရီခန့်နဲ့ aircon ဖြစ်ပါတယ်စက်နိုးစရာမလိုပါဘူး aircon လာမှာပါပြီးရင်ဒီအပေါ်ဒီမှာဆိုလဲကျွန်တော်ဒါကာကိုဘောက်တွေပေါ့နော်3ခုတောင်ပါရတယ်ပြီးရင်ကာကိုဘောက်တွေရဲ့အပေါ်မှာစပီကာနှလုံးထပ်ပြီးတော့တက်ဆင်ပေးထားတာကိုကျွန်တော်တွေ့ရပါတယ်ခင်ဗျာကျွန်တော်အားဆိုရင်တော့ပထမဆုံးဆက်နိုးပြပါမယ်ကဲဆက်နိုးလိုက်ပါပြီခင်ဗျာပြီးတော့ကျွန်တော်ဒီ function တွေလို့ပြောရမယ်ဆိုရင်ဒါကတော့မူရင်း aircon ပေါ့နော်ဒါကတော့မူရင်း aircon ဖြစ်မယ်ပြီးရင်ဒီကောင်လည်းဟောအသေးကြီးတွေဒါတော့ကားကောင်းမှာကားကြီးတွေအတိုင်းပဲဒါကတော့ function အစုပ်ပါဝင်တယ်ပြီးတော့ gear မှာဆိုတော့ဒါ low high gear 8ချက်ပါဝင်တယ်ပြီးရင်ဒီဟာဆိုတော့ဒါ hand brake ဒီကောင်ကတော့နောက်တွဲ brake ပဲဖြစ်ပါတယ်ခင်ဗျာဒါ function တွေကတော့အလုံးစုံနေပါတယ်ပြီးဒီ window မှာဆိုတော့ကျွန်တော်တို့ဒါ power window တွေဖြစ်သွားပါမယ်ကဲဒါကျွန်တော်နောက်ပြီးကားရဲ့နောက်ကိုကျွန်တော်လိုက်ပြပါမယ်ခင်ဗျာပြီးတော့ဒီဘေးကဆိုရင်ဒါတချို့ကားတွေမှာမပါဝင်တဲ့ဘေးကတွေဒီကားမှာကျွန်တော်တို့တက်ဆင်ပေးထားတယ်ပြီးတော့နောက်တစ်ခုအနေနဲ့ဒီမှာ spare wheel ထည့်ဆင်ပေးထားပါတယ်ခင်ဗျာပြီးတော့နောက်ဘက်ဒီမှာဆိုရင်ဒါ spare wheel တင်တဲ့ဟာလို့လည်းသုံးလို့ရတယ်ပြီးတော့နောက်တစ်ခုဒါတွဲပါချိန်မဲ့ link ပေါ့နော်သဘောနဲ့လည်းသုံးလို့ရပါတယ်ခင်ဗျာကဲအခုကျွန်တော်ပြသွားပြီးတဲ့ကားလေးကတော့ဒါ Dolphin ကထုတ်တယ်ကျွန်တော်တော်ဝင်လာမင်းတရား green နဲ့ရရှိမဲ့ကားလေးပဲဖြစ်ပါတယ်တကယ်လို့စိတ်ဝင်စားလို့ဒီကားလေးကိုလာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ဖြင့်ကျွန်တော်တို့ရဲ့တော်ဝင်လာမင်းတရားလိပ်စာဖြစ်တယ်အမှတ်290ဦးစာရလန်42ရောက်ွယ်မြောက်တကုံမြို့နယ်ရန်ကုန်မြို့ကိုလမ်းလာခဲ့ဖို့ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံးပဲအထူးပဲကျေးဇူးတင်ရှိပါတယ်တတ